ငယ်တော့ဒီပေါင်မုတ်ကလေ VNM ပေါင်မုတ်မဟုတ်သိလားကျွန်တော် JCC မှာရှိတယ်မိုင်ပန်းမီဆိုတဲ့ VNM ပေါင်မုတ်ဆိုင်ကိုတူတူလိုက်ရှာကြမယ်VNM ပေါင်မုတ်ဆိုင်ကိုကျွန်တော်ရောက်ပါပြီခုသူက Junction City ရဲ့9လောက်မှာရှိပါတယ်ဟေး VNM ကိစ္စကိုတော့ကျွန်တော်နောက်မှပဲရှင်းတော့သူ့ဆိုင်မှာအမျိုးအစားကျွန်တော်10မျိုးလောက်ကိုရတယ်ဗျဝက်သားကင်ဝက်ခောက်ကင်အမဲကင်ကြက်မွိုင်ဝက်ပေါင်သားတော်တော်လေးကိုစုံနေတယ်။ဒါနဲ့တက်လွတ်လဲသူ့စီမှာရတယ်။ကျွန်တော်တော့ဝက်ခောက်ကင်နဲ့ပဲကျွန်တော်မှားထားလိုက်တယ်ဗျ။ကျွန်တော်တီးသလောက်တော့ရန်ကုန်မှာဒီမိုင်ဘမ်းမီကပထမဆုံး VNM ပေါင်မှုဆိုင်ပဲဗျ။သူအာဘန်နဲ့ပြန်ပြီးတော့ပူပြီးတော့အဲ့ထွက်လာတဲ့ပေါင်မှုနှံ့နဲ့အသားနှံ့လေးတွေကလေပူပြီးတော့မှုကြီးလာပြီဗျ။ပြီးကျွန်တော်မှားထားတာတော့ကျွန်တော်အရန်ကိုရတာတိကျင်နေပြီဆိုတော့သွားမိကြည့်ကြမယ်ဗျ။ဟိုမှာတော့ကျွန်တော်မထိုင်တော့ဒီဘက်မှာပဲကျွန်တော်လာထိုင်လိုက်တော့နေရာချပြီးတော့ငယ်တော့ဒီပေါင်မှုကလေ VNM ပေါင်မှုမဟုတ်သိလား။ဘယ်ကိုမငင်းကြနဲ့ဒီကြောင်ကျွန်တော် AC ပြောပြမယ်စိုင်းโอเคသူပေါင်မှုကြောင်းဖတ်ပြောသူတဲ့မှာအတီးရွက်ဆိုမုံလောင်းကြီးပါတယ်မုံလောင်းအကျူလည်းပါတယ်ကျွန်တော်ဝက်ခေါက်နဲ့မှာထားတယ်ဗျသူတဲ့မှာငူစည်းစိမ့်တွေပါတယ်လည်းပါတယ်ဗျသူအပြင်ကအသားလေးကျွတ်နေတာပဲဗျသူအဓိကလှုပ်ထားတာဘက်ကပေါင်မှုနဲ့သူကလှုပ်ထားတာပေါ့ဟေးဘလုံး first fight ကိုကျွန်တော်တို့ရေးကြည့်အောင်ရတာဗျာဒီကုန်းတော့ကျွန်တော်ရရခဲ့ဟာအဓိကဒီ sauce ပေါ့ဒီတော့ chili sauce လို့ပုံစံမျိုးသူကအချိုရတာကိုဒီကုန်းတော့ပတ်သက်ထဲမှာရရတာဗျာပြီးတော့နာမည်ရတာနဲ့နောက်ဆုံးမှာအထဲထဲမှာဝက်ခောက်ရဲ့အချိုရတာပေါ့ပြီးတော့ပေါင်ပုံသားဆိုလည်းအပြင်မှာကြည့်လိုက်ပါဒီကပေါင်ပုံသားကလုံးဝ crispy ဖြစ်နေရဗျာတွင်းနေရအီပြီးတော့ပေါင်ပုံသားပါတကယ်ကောင်းတယ်အဆက်ကိုလည်းပုံမှန်နည်းနည်းလေးပဲထည့်ပေးတာသူ့ရဲ့ sauce 3မျိုးပါတယ်ဗျာအချိုရတာလေးကအရင်ဆုံးထွက်လာတာမျိုးခက်ကကြည့်ရလူကြီးသိန်းလေးတွေလည်းပါတယ်ဗျာမကြည့်လိုက်ချီလီလူကြီးသိန်းအစ်စ်လေးတောင်ကြံပြီးတော့လူကြီးအစ်စ်လေးရုပ်သီးသိန်းရဲ့အဆက်လေးနဲ့မအီအောင်ထိန်းထားတာဒါတို့စောနာတော့ပြောတယ် VNM ပေါင်မှုဘာလို့မဟုတ်ဘူးလဲဆိုတော့ပြောတာအရင်ဆုံးဖြစ်လာတာကျွန်တော်တို့ VNM ကိုတင်သစ်တွေစပြီးသိန်းတော့ backup ပေါင်မှုတွေပါတယ်အဲ့ချိန်မှာ VNM ကနေပြီးတော့သူ့ရဲ့ပုံစံမျိုး fusion လုပ်နေတဲ့အတွက်ဒီ backup ပေါင်မှုကို VNM sauce တွေအသားတွေကိုသေချာပေါင်းပြီးတော့ပြန်ပြီးတော့လုပ်ထားလိုက်တာဗျာအသီးနှံတွေပေါ်ထည့်ပြီးတော့အဲ့တော့မနက်ပြောတော့ fusion ပြန်လုပ်လိုက်တဲ့သဘောပေါ့တကယ်အစ်စ်မှန်ကတော့ပြင်သစ်ကလာတဲ့ဟာပေါ့အဲကြောင့်မလို့ခင်ဗျားတို့ VNM ပေါင်မှုမဟုတ်ဘူးလို့ပြောတာโอเคထပ်ပြီးတော့မြည်ကြည့်အောင်sauce 3မျိုးတွေရပါတော့တဲ့2မျိုးရတာတော့ကျွန်တော်ရတဲ့ခံချင်းတွေပဲဘာမှမမသိဘူးမယ်သူကအရင်ဆိုတဲ့ဘက်တော့မသွားဘူးညာဘောက်ကြော်လေးနဲ့ကြတော့တော်တော်လေးကိုတိုက်တယ်အရင် fish ဖြစ်တဲ့ဘက်မျိုးလည်းမရောက်ဘူးမယ်ဒီမုံလောင်းနေရောတဖားသေးတို့ဒီမုံလောင်းစုလေးတွေကဘယ်တော့မှကျွတ်လေးနေဝါလိုက်တာနဲ့ဘယ်တော့မှကျွတ်ပြီးတော့ mayonnaise ပါတယ်ဆလတ်ရက်တွေလည်းပါတယ်ပြီးတော့ဝက်ခောက်ပြင်အရသာလေးထွက်လာပြီးတော့လေအခုမှအခောက်ပိုင်းကိုပို့ပြီးတော့ဝါမိလိုက်တဲ့ချိန်ကြတော့လေဝက်ခောက်ကိုပြင်ထားတဲ့အနက်အဲဝက်ခောက်ရဲ့ crispy နဲ့ဒီအပြင်ကပေါင်မောက် crispy နဲ့ကညာတော့ဟန်ချက်ညီပြီးတော့တကယ်အရသာရှိတယ်တော်ကောင်းတယ်ကျွန်တော်နောက်တစ်ခါကျရင်လည်းဘယ်လိုစားစာမျိုးတွေနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးဦးလဲဆိုတာကျွန်တော်ကြည့်စေချင်တယ်ဒီနေ့ vlog ကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုပိုင်ဖြစ်ပါတယ်ခင်ဗျ